Osari ပေါ့နော် Osari ချဲချာရှိခီညောင်ကုံရှိခီတူဝန်လို့ရေးထားတော့အားကြတော့နော် Osari ဆိုတာဒါဒီမျိုးနာမည်ပေါ့နော် Osari မျိုးဒီကချဲချာရှိဆိုတာဒီရဲ့ pasta ချဲရောက်ခမကြီးဒီရဲ့ founder ပေါ့နော်ရောက်ခမကြီးနာမည်ချဲချာရှိခီတူညောင်ဟိုဒါစတောင်းနေပေါ့နော်နေရပေါ့နော်ဆိုဥယျာဉ်ဆိုတော့ဒီသားလေးဒီပေါ့နော်အတင်းသားလေး Wow. Achieve. Wow. That's yeah, young cho do yet, no? Sit down, no? Sit down. Sit down, yeah. Down. Young G do symmetries. This is the symmetries of believers of Dr. Yonggi Cho's church. Prayer Mountain. That's the Yonggi Cho. Oh. That's the Yonggi Cho here. Nhiều lần nhỉ, không đó? Tao gì? Tao tự mình. This is Dr. Yonggi Cho's wives. And then this is Dr. Yonggi Cho's graveyard, no? Tao? Yeah. Welcome on. This is Dr. Yonggi Cho's mother-in-law. Choi Cha-shi. Tuye di ba le mountain le. Prayer place le. Tuye ba le. Yokkama ye name ne. Yokkama ye ဆောက်ထားတယ်သူရဲ့ယူပါရောသူရဲ့ဖျားဖွင့်ပြတဲ့ရပါတော့သူကိုယ်တိုင်ကတိဆောက်ထားခဲ့တဲ့စတောင်းဥယျာဉ်ဖြစ်တဲ့စတောင်းတော် Amen. Hallelujah. Yeah, vision ကြီးရနော်အပေါ်မှာလည်းအကြီးရှိသေးတယ်ဒီကျဲလေးမြန်မာအဲ့တူကိုသူခင်မှာပေါ့နော်အခုဆက်တော့ရောက်ချင်လူချုံချို့လိုပဲလေဒီတိကျဲဒီခေဖျားအတုံး healing power နဲ့ဖျားအရင်အတုံးပြည့် Amen. Hallelujah.